မွန်မွန်ဝန်ဆက်လေးတွေရောင်းခိုင်းတဲ့မတို့ရေဒါလေးတွေကကြတော့မွန်ဝန်ဆက်ကလေးတွေရောက်ပါပြီရှင်10ရောင်လိုင်းမှာဒီလိုမျိုးမိုးရစ်ဆက်မွန်လေးတွေနော်10ရောင်လိုင်းလာမယ်မတို့ဒါလေးကိုတိုးတိုးလေးအပြင်မှာဝယ်လို့မရတဲ့ဈေးနဲ့ပေးမယ်နော်ဆိုင်တွေမှာဝယ်လို့မရတဲ့ဈေးနဲ့ဒါလေးကကြတော့3ကိုက်ပါပြီးသားပေါ့နော်3ကိုက်တွဲလျက်1ဆက်ပါမှာတော့เนาะတွဲလျက်1ဆက်တယ်ဒီမှာတွဲလျက်1ဆက်တော့မဟုတ်ဒီမှာเนาะဒါအင်ကြီးစားကဒီမှာဒါကတော့အင်ကြီးစားเนาะဒါကတော့အင်ကြီးစားဒါကတော့ထမရ2ကိုက်ကွယ်အင်ကြီးက1ကိုက်နည်းနည်းလေးစွန်းပါမှာပေါ့เนาะပြောတယ်မဟုတ်ဘာလျှောက်ပြောနေမသိတွဲလျက်เนาะဒီမှာဒါဒီမှာเนาะတွဲလျက်3ကိုက်တွဲလျက်1ဆက်ပါဘာလျှောက်ပြောနေမသိဒါပါအရန်လှတယ်မတို့ဈေးနှုန်းလေးလေအရန်ချို့မယ်ရှင်เนาะမတို့ဘယ်ဆိုင်မှာမှမဝယ်လို့မရတဲ့ဈေးတစ်ထည်ချင်းကိုဘယ်ဆိုင်မှာမှဝယ်လို့မရတဲ့ဈေးလက်ကားဈေးမရှိတော့ဘူးတို့ပေးမဲ့ဈေးရလေလက်ကားဈေးမရှိတော့ဘယ်ဆိုင်မှာမှမတို့ဝယ်လို့မရဘူး19500နဲ့ပဲယူ195နဲ့ယူပါဒါလေးကကြတော့မတို့ယုံတိုင်းယုံဖောက်ပါပြီးတဲ့ခါကျတော့ရေမကြဘူးစေးမကျွတ်ဘူးเนาะစေးမကျွတ်ဘူးအတိမထဘူးအထက်မကျုပ်ဘူးเนาะဒါလေးပါမတို့အမှန်တကယ်တော့မိုး1ဆက်လေးဝတ်ပြီးတော့လေဝတ်ပြီးတော့မတို့ရိုက်ပြချင်တာမလဲချင်တော့အင်းကြီးကအဲ့ဒါကြောင့်မို့ဒါလေးပါကြိုက်တဲ့ဆိုရင်မတို့19500နဲ့ဒါ10ရောင်တိုင်းမှာမတို့ကြိုက်တဲ့ကာလာလေးတွေကိုရွေးချယ်လို့ရတယ်ဒါလေးဆိုရင်ကျွန်းရှိတ်လေးရမယ်เนาะမတို့ဒီမျိုးလေးတို့ပတ်ပြပေးမယ်เนาะအရန်လာတယ်เนาะဝတ်လို့အရန်သိကောင်းတယ်ဒါလေးပါမတို့เนาะဒါလေးကျွန်းရှိတ်ကာလာလေးရမယ်ရှင်တို့ကကြတော့မွန်ပြည်နယ်သူဆိုတော့လေမွန်ညိုင်သူမွန်ပြည်နယ်ဘက်ကဆိုတော့ကိုယ့်ရဲ့ရိုးရထဲလေးတွေလည်းရောင်းပေးမယ်ပေါ့เนาะဒါလေးကကြတော့မတို့ဒီမှာသူ့ရဲ့ဒီဇိုင်းကဒီမျိုးမိုးရစ်ဆက်ဒီဇိုင်းမျိုးလေးပါကျွန်းရှိတ်ကာလာလေးရပါမယ်နောက်ပြီးတော့ဒါလေးကအနက်ပေါ်မှာတခွားဖောက်ထားတာလေးเนาะအနက်တခွားလေးရမယ်မတို့တိတ်ချစ်စရာကောင်းတယ်เนาะဒီမွန်လေးကကြတော့လေတို့အရင်ကတော့ရောင်းပေးဖြစ်တယ်နောက်ပိုင်းကျတော့တို့ငလင်းလေးပါလေးဖြစ်ပြီးတဲ့နောက်ပိုင်းမှာမော်လမြိုင်လေးတစ်ချက်ပြောင်းသွားတယ်ပြောင်းသွားပြီးတော့ဒီဘက်မှာတို့ဟိုရက်ကရုံနဲ့ဘာမှမချိတ်ဆက်ရသေးဘူးဆိုတော့တို့မရောင်းပေးဖြစ်အခုကတော့နောက်ပိုင်းဆိုဆက်ပြီးတော့ပြန်ရောင်းပေးပါမယ်ဒါလေးကကြတော့မတို့အနက်ပေါ်မှာတခွားဖောက်လေးရပါမယ်ဒါလေးကကြတော့မတို့ဒီမှာကြံစိမ်းအရင်လေးရပါမယ်ရှင်မွန်ဝရက်ခါကြရင်လေတချို့မမတွေတွေ့တယ်ဒါတို့မွန်နဲ့ကချင်နဲ့ကွာခြားချက်ကကချင်ဆိုရင်ဒီလိုမျိုးအသားချက်တွေရှိတယ်ဆိုရင်အပေါ်မှာထားကြတယ်ပေါ့နော်မွန်ရဲ့ရိုးရာကြတော့ဒီဥစ္စာဆိုဒူးနာမှာထားရတာပါဒါမျိုးဒီလိုမျိုးဝတ်ရတာနော်ဒီလိုမျိုးဝတ်ရတာဒါကအမှန်ပါရှင်ဒါကတော့အမှန်ပါမွန်ရိုးရာအမှန်ကဒါမျိုးလေးပါနော်မတို့ဒီလိုမျိုးဝတ်ရတာဒီဥစ္စာကြီးကိုအပေါ်မှာသွားမတင်လိုက်နဲ့နော်အဲ့ဒါဆောက်ထိုးဝတ်ထားသလိုကြီးဖြစ်နေတာပါရှင်ဒါလေးနော်ဒါလေးကကြတော့ဟိုဒါလေတော်လာတယ်ရင်းညှိစိန်ဘက်ကိုသွားတယ်မတို့ဒါလေးကလေရင်းညှိစိန်ရမယ်နော်ရင်းညှိစိန်လေးရမယ်ဒီမှာကြည့်လိုက်ပါအောင်နေပြီးပြလေးဆိုနေတာပဲနေပြီးပြဆူဆူလေးရပါမယ်ဒီဥစ္စာကကြတော့မွန်ထဲမှာဆိုဒီကာလာလူကြိုက်အများဆုံးကာလာပဲကြက်သွေးနီလေးရမယ်မတို့19500ကဘယ်မှာမှတော့မရတော့ဒါကတော့အနက်ပေါ်မှာအဖြူလေးရပါမယ်ဒါလေးကကြတော့နီတာရဲ့ဒါကတော့ရိုးရအစစ်လေးပေါ့နော်ရိုးရအစစ်ကာလာလေးကဒါလေးပါနီတာရဲ့လေးရပါမယ်ဒါလေးကကြတော့မတို့ရွှေချောကာလာလေးရပါမယ်10ရောင်လိုင်းပါရှင်ဒါလေးသိလာတယ်တို့ကလည်းအပုတ်လိုင်းနဲ့ကြိုက်တာဟုတ်နော်ဒီမှာငှက်ခါစိမ့်လေးနော်ငှက်ခါစိမ့်လေးရပါမယ်ဒါလေးကကြတော့ပန်းမိတ်ကနီလေးရပါမယ်မတို့ကြိုက်တဲ့ကာလာလေးတွေကိုရွေးချယ်ဝယ်ယူလို့ရပါတယ်သူတို့ရဲ့တင်နံလေးရဲ့ဖုန်းနံပါတ်ကကြတော့399954ကို53လုံးပါရှင်4563လုံး2924ပါတို့တင်နံလေးလိုက်စာကကြတော့39လမ်း61ဘီလန်စိတ်မဥပုဒ္ဒော်ရမဟာအောင်မြင်မြို့နယ်မန္တလေးမြို့ပါဆီယံငွေ9000ကျိုးလဲရုံနဲ့ Ryan Ninja Join ပူလျရတဲ့မြို့အကုန်လုံးကိုတို့အယောင်ငွေချင်းဒါလီစာဖစ် app ပေးနေပါတယ်ရှင်ဒါလေးကကြတော့မွန်နေမျောနေတဲ့မတွေအတွက်မွန်ပြည်နယ်သူလေးကရောင်းပေးလိုက်ပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတက်တာပါရှင်